မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့ဗောနော်ဒီအရှိအပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခါလေးရိုက်တာဗောနော်တင်တယ်ဆိုလို့ရှိရင်တော့တရက်တစ်ပိုင်းဆိုတော့ဒီရှေ့မနေ့ကအပိုင်းမှာဗောမနေ့ကအပိုင်းမှာဆိုလို့ရှိရင်တော့ဒီမှာပြုလုပ်တဲ့လူရှေ့ရထားတယ်ပြီးရင်လှုပ်ရှားတဲ့စကားလုံးတွေအလယ်မှာထားတယ်ပြီးရင်ခံရတဲ့လူတွေနောက်မှာထားတယ်ဆိုတာကိုသိရမယ်သိရတော့မယ်ဗောနော်သိပြီးလို့ဒီတစ်ပိုင်းလာကြည့်သိပြီးမှလည်းနောက်တစ်ပိုင်းကြည့်လို့ပြောထားတယ်ဆိုတော့သိပြီးလို့ကြည့်တယ်ပဲထားပါတော့အဲ့လိုသိပြီးလို့ကြည့်ပြီဆိုလို့ရှိရင်ဒီတစ်ခါကျကျွန်တော်တို့ကနော်ကျွန်တော်ပြောထားတယ်နော်စာကြောင်းတစ်ကြောင်းပြည့်စုံဖို့ဆိုလို့ရှိရင်လောက်တဲ့လူပါမယ်ပြီးရင်ခံရတဲ့လူပါမယ်ပြီးရင်ဘယ်လိုလောက်တာလဲဆိုတဲ့အားပါမယ်ပြီးရင်ဘယ်ချိန်မှာလောက်တာလဲဆိုတဲ့အချိန်ပါမယ်ပြီးရင်ဘယ်နေရာမှာလောက်တာလဲဆိုတဲ့နေရာလဲပါရမယ်အဲ့ဆိုရင်ဘဒူကဘယ်အချိန်မှာဘဒူကဘဒူကိုဘယ်နေရာမှာဘယ်လိုလောက်တာလဲဆိုတာမျိုးပြောတတ်ပြီဆိုလို့ရှိရင်စာကြောင်းတစ်ကြောင်းကလုံးဝဝါကြတစ်ခုပေါ့ဗျာဒါမှမဟုတ်လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စတစ်ခုကိုဘာသာပြန်ပေးရလို့ရှိရင်လုံးဝပြန်တတ်ပြီစာကြောင်းကိုစင်တတ်ပြီပေါ့ဗျာအမှန်တိုင်းရှေ့နောက်စင်တတ်ပြီဆိုလို့ရှိရင်လုံးဝစင်တတ်ပြီမယုံလို့ရှိရင်ဆရာတို့ကျွန်တော်ပြောထားတယ်မလားကျွန်တော်ရဲ့ Facebook ဟိုအရင်တော့တက်တော့ဗီဒီယိုအပိုင်း60မှာကျွန်တော်တင်ပြီး60လား90လားမမှတ်မိတော့ဟို Google software ဆိုတဲ့ဥစ္စာဆရာတို့ကတယောက်ကလာလဲအမှန်မပေါ်ဘူးတို့အမှန်မပေါ်ဘူးတို့ပြောတဲ့လူတွေဆရာတွေအကုန်လုံးဒီစာကြောင်းကိုဒီအထီးတီးပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ဖုံးပြန်ကင်လိုက်တော့နော်ဖုံးကိုပြန်ကင်မယ်ဖုံးကိုပြန်ကင်ပြီးလို့ရှိရင်ဆရာတို့ဘာလုပ်လို့ရတော့ဆိုလို့ရှိရင်အဲ့ဒီ software ကိုဖွင့်ပြီးရင်ဒီမှာကျွန်တော်ပြောတဲ့အတိုင်းပြောကြည့်ဆရာတို့စကားမပြီးဘူးနော်မပြီးဘူးဒါပေမဲ့ကျွန်တော်စင်ထားတဲ့အတိုင်းလေးတော့ပြောပေးဖုံးcheck-in KFC ကျွန်တော် KFC စားမယ်ဒါမှမဟုတ်ဖုံ check-in ကွတ်တီကိုလို့ရေးတော့အင်္ဂလိပ်ဆိုရင်ယူဒာနဲ့မြန်မာနဲ့အတန်မတူတော့အမှန်မပေါ်ဘူးဖြစ်နေအောင်ပဲဖုံယာကင်ကွတ်တီကိုအဲ့လိုပြောကြည့်ဖုံယာကင်ကွတ်တီကိုဒါကျွန်တော်ဒီမှာလက်စမ်းပေးလိုက်မယ်အမှန်တိုင်းပြောနိုင်လို့ရှိရင်ပေါ်ပါတယ်နော်အခုလည်းပေါ်လားမပေါ်လားမသိဘူးကျွန်တော်လည်းငပိအတန်နော်ကျွန်တော်စကားမပြီးဘူးနော်ကျွန်တော်ကကျွန်တော်အဲ့ software ပေါ့အဲ့ Google Translate software လေးကျွန်တော်သုံးနည်းပြထားတယ်သုံးလို့မရဘူးဆိုတာဆရာတို့ကစကားစင်တာမတူရင်တော့မရဘူးရဖို့မလွယ်ဘူးအမှဒီမှာဒီ software မှာထုံးစံတိုင်းပဲเนาะဒီမှာထောက်လိုက်မယ်ပြီးရင်ကျွန်တော်ပြောရင်เนาะမိုက်နားလေးကိုကတ်မယ်မိုက်လေးကိုထောက်မယ်เนาะဒီမှာမြင်ရမလားမသိဒီနားလောက်မှာမိုက်လေးရှိရတယ်တူပဲเนาะဒါဒီနားလေးတစ်ဝိုက်လောက်မှာเนาะမြင်ရလားမသိပါဘူးအဲ့ဒီမှာအဲ့ဒီမိုက်လေးကိုထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်တို့ယူရလို့စပြောင်းမယ်ဒါဆိုရင်ဖုံချက်ကင်ကွတ်တီကိုဖုံယာကင်ကွတ်တီကိုပေါ့အဲ့လိုဆိုရင်ဖုံယာကင်ကွတ်တီကိုပြီးလို့ရှိရင်စကားပြောရင်ကျွန်တော်ဆက်ပြောလို့မရဘူးเนาะအဲ့ဒီမြားလေးကိုထောက်ရတယ်အဲ့ဆိုလို့ရှိရင်ဒီမှာထောက်ကြည့်လိုက်အမှန်ပေါ်လားမပေါ်လားလို့ผมอยากกินก๋วยเตี๋ยวเนาะအတန်တိုးနေလို့ผมอยากกินก๋วยเตี๋ยวမြန်မာလိုလည်းအတန်ဖွင့်ချလိုက်မယ်လေข้าวဆွဲစားချင်တယ်ဟောကျွန်တော်ခေါက်ဆွဲစားချင်တယ်ဗောကျွန်တော်တော့ဒီမပြန်ပေးဘူးခေါက်ဆွဲစားချင်တယ်ဗောအလူတူပါပဲဟုတ်လားအဲ့လိုမျိုးပြောကြည့်တော့ဆရာတို့ဖုန်းနဲ့တရားပေါင်းအဲ့ဒီ software ကိုပြန်ဖွင့်ကျွန်တော်အခုပြောသလိုပြောကြည့်မှန်လားမမှန်လားဆရာတို့သိလိမ့်မယ်ဒီနေ့ကျတော့ကျွန်တော်တို့ဒီမှာအချိန်စားထက်အချိန်ဆိုလို့ရှိရင်ရှေ့မှာကျွန်တော်ဗာထက်ဒီမှာအချိန်ဆိုရင် time ဆိုတဲ့ကောင်ပေါ့နော် time ဆိုရင်ဒီနေရာမှာတော်နီးဆိုပြီးကျွန်တော်တင်ပေးထားတယ်နော်တော်နီးဆိုတာအခုဆိုပြီးတော့လေတော်နီးကအခုဆိုတဲ့အချိန်ထည့်ဆိုတာအဲ့ဒါလေးပဲထည့်လိုက်ရုံပဲဆရာတို့ကအနည်းဆုံးအခုတို့တော်နီးဆိုတဲ့အခုတို့1နီးဆိုရင်ဒီနေ့ပေါ့ဖရူနီးဆိုမနေ့ပြန်ပေါ့မ1နီးဆိုမနေ့ရပေါ့အဲ့ဒါလေးတွေကိုဒီရှိမှာထည့်ပြီးရင်တော်နီးဖုံယာကင်ကွတ်တီကိုပဲအစရနေရာမှာအချိန်လေးထည့်ပြောကြည့်အဲ့ဆိုရင်အခုကျွန်တော်ကွတ်တီကိုစားချင်တယ်လောလောဆယ်ဆရာတို့ကအချိန်မထည့်နဲ့ပြောရင်လည်းပြောဒါမှမဟုတ်ကျင့်ကျင်တယ်ဆိုလည်းမထူးဘူးအချိန်မှရှေ့မှာထည့်ပြောရဲပေါ့ဒီကောင်ကိုပြန်ဖြတ်လိုက်ပေါ့အခုကျွန်တော်ပြောထားတဲ့ကောင်ကိုပြန်ဖြတ်လိုက်ဒါကျွန်တော်ဖုန်းကအဲ့လိုပြလို့ရှိရင်တော့တိတ်မကြိုက်ဘူးတွေ့တော့ပါလေကျွန်တော်အစနာဒီကောင်ဖြတ်ချလိုက်ဖြတ်ပြီးရင်အစနာဒီနာကိုပြန်ထောက်ပြီးဒီမှာယူရီးယားစာလေးလောက်ထားပြီးဒီနာလေးအတန်လေးကိုထောက်လိုက်ရင်ပြောလို့ရှိရင်ယူရီးယားစကားမပြီးရင်တော့သူ့ software ရလေသူများဘာသာစကားဆိုလို့ရှိရင်အလွယ်တကူပေါ်အောင်သူတို့ကလောက်ထားပြီးတာတုံတန်ဆိုအမှန်ပေါ်တယ်တခုပဲဆရာတို့ကဒီဘာသာစကားတစ်ခုကိုတော့ဒီအမှန်တိုင်းပြောနိုင်ရမယ်ဒီအချိန်ကိုရှေ့ရထားရမယ်နော်အဲ့ဒါကိုတခါတည်းစပြီးဒီ software ကိုတုံးထအောင်လုပ်တော့နော်ကျွန်တော်တို့တင်ပေးတဲ့ဟာတွေဆိုလို့ရှိရင်ကိုယ်အတန်မှန်ပြီလားပေါ့နော်ကိုယ်တိုင်ပြောရတာလေကိုယ်တိုင်ပြောရတော့မှာဆိုတော့ဒီကောင်က software ရမှန်ပြီလေကျွန်တော်လည်းဆိုလို့ရှိရင်တော့ဒါကျွန်တော်ကအရင်ပြောတာသူတို့နားယူအောင်ကျွန်တော်ကဒီစကားစင်နေသူတို့ကျွန်တော်ကမြန်မာလိုဖတ်တယ်သူတို့ကယူရီးယားလိုပြောရတယ်ပေါ့အဲ့လိုမျိုးတွေလုပ်တာဒါဆရာတို့ကြတော့ဟိုအဲ့လိုအချိန်လည်းမပေးနိုင်ဘူးဆိုတော့အကောင်းနေအချိန်မပေးနိုင်တဲ့လူကကျွန်တော်စီမလာပါနဲ့တော့ခေါင်းနေတာအားရှုပ်လို့ဟိုလူကများတော့လေသူတို့ပြန်ချိန်နေရတာမပေးနိုင်ဘူးတင်ရတာမမောဘူးတရားတဲ့လူကကိုကစာချက်ဆံမှမလို့ပဲနဲ့ကိုကပြောနေရဟဲ့ဒါဆိုရင်ဘယ်လိုပြောတော့ကိုစိတ်ထဲရှိတာဒီတော်နီးဖုံညာကင်ကွတ်တီကိုဆိုဟိုဘက်ကလူကတော့သူကတိတ်မကြွမ်းဘူးဆိုသူကစဉ်းစားနေရတာတော်နီးဆိုတော့အခုယာကင်သူတို့စားချင်တယ်ကွတ်တီကိုဆိုတော့ခောက်ဆွဲအခုကွတ်တီကိုစားချင်တယ်သူကအဲ့လိုစဉ်းစားပြီးပြောနေရတာလေသူကတော့အုံနောက်6တာပေါ့ဒါပေမဲ့အလှည့်အကျနဲ့ဆိုတော့သူတို့လည်းတက်တာပါတယ်တယောက်ပြောနေတဲ့အချိန်မှာတယောက်ကနားထောင်နေရတာဆိုတော့သူတို့လည်းတက်တာပါတယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ကြတော့စဉ်းစားမစဉ်းစားတာကိုကစိတ်ထဲရှိရဆိုရင်တက်တာတယ်အဲ့ဒါစာတင်ပေးရတာကိုကျွန်တော်မောတယ်ပြောတာမဟုတ်ဘူးအဲ့ကြောင့်မို့ဒီနောက်လူတွေကြရင်ပတ်စံကြိုလွှဲရမယ်လို့ဘာလို့ဆို
အခုလည်းလာပြောတဲ့လူရှိတာပဲကျွန်တော်ပတ်စံကြိုတယ်ဒါပေမဲ့နောက်လူဆိုယောက်ျားလေးဆိုတော့တကယ်အားနာလို့မရတော့ဘူးဘာဖြစ်လို့ဟိုကလွတ်ပေးလိုက်လဲတကယ်နောက်လူလာလဲဒီလိုပဲဖြစ်တာပဲဒီလိုပဲယောက်ျားလေးကစင်ကြီးတွေနဲ့ကြီးပဲပြီးနေတာပဲအဲ့လိုမျိုးဟိုအလကားပုံစံဆိုဘယ်မှလူတွေကတန်ဖို့မထားကြဘူးဒါပေမဲ့ကျွန်တော်တခုပြောတာကျွန်တော်စီလာတယ်ဆိုလို့ရှိရင်တကယ်အလုံးမရဘူးပတ်စံမရှိဘူးဆိုအချက်စားလည်းမလို့နော်အားနာကြလည်းမလို့ပုံမှန်နေလာခဲ့အဲ့လိုလူတွေကကျတော့သူကအချိန်ပေးပြီးတကယ်ကိုတက်ချင်လို့လာတာဆိုတော့ကျွန်တော်ကလုံးဝကြိုးဆိုတယ်နော်တကယ်တင်ပေးခြင်းနဲ့အဲ့လိုဆိုအုံနောက်လည်းမစားဘူးဒီအချိန်ချိန်လိုက်တော့အလုံးလည်းမရှိဘူးဆိုတော့လေချိန်လိုက်ဒီချိန်တန်းရောက်လာတာပဲခက်တာအလုပ်တွေရှိပြီးနည်းနည်းအဆင်ပြေနေပြီဆိုတော့လူတွေကရွာမှာလည်းအကျွေးလေးတွေကြည်နေတဲ့လူဆိုပို့ဆိုးတယ်စကားပြောတာအစားရင်းရင်းတီးတီးတွေလာတယ်တို့တွေကအဲ့လိုမျိုးမတန်မယာပတ်စံလေးဗန်လေးရှိလာပြီဆိုရင်အဲ့လိုတွေဖြစ်လာတာပေါ့ဗျာထားပါတော့သူများပြဿနာရှားတယ်ဖြစ်နေအောင်ဒါဆိုရင်ဒါမျိုးဆိုလို့ရှိရင်လည်းပြောကြည့်ပေါ့ဒီမှာဆိုရင်အချိန်လေးရှိရထည့်ပြီးတော်နီးဖုံညာကွင်ကွတ်တီကိုဆန္ဒဖုံညာကွင်ကွတ်တီကိုဆိုရင်ကွတ်တီကိုကျွန်တော်ကွတ်တီကိုစားချင်တယ်ပေါ့ဖြစ်သွားတာပေါ့ဒီတစ်ခါကျတော့အခုကျွန်တော်ကွတ်တီကိုစားချင်တယ်လို့ပြောပေါ့အဲ့ဒီဆန္ဒနေရာလေးကိုထောက်ဒီမိုက်လေးကိုထောက်တော်နီးဖုံညာကွင်ကွတ်တီကိုပြီးရင်တော့ပြောပြီးတိုင်းပြီးရင်အများကိုထောက်အောင်မှာနော်ပြောပြီးမှအခုအချိန်ထည့်လိုက်ပြီဆိုရင်အဲ့ဒီအတန်ကိုတစ်ခါပြန်နှောက်အောင်ကြည့် ตอนนี้ผมอยากกินก๋วยเตี๋ยว အဲ့ဒါကိုမြန်မာလို့ဆိုရင် အခုခောက်ဆွဲစားချင်လိုက်တာ မင်းဆရာတို့ကိုယ်တိုင်အဲ့လိုပြောကြည့်နော်ဒီဖုန်းကိုဖွင့်ပြီးတော့ကျွန်တော်ဗီဒီယိုလည်းဖွင့်ကိုတငယ်ချင်းရှိရင်ဖုန်းငားပြီးအဲ့လိုပြောကြည့်အချိန်ဆိုတဲ့ကောင်ကိုရှေ့ရထားပြီးရင်ပြုတ်တဲ့ဆိုတဲ့ကောင်ကိုဒုတိယထားပြီးရင်အဲ့ဒါမျိုးထည့်ပြောကြည့်ဒါဆိုဆရာတို့ပြောနေတဲ့ဒီ software ကြီးကအမှန်မပေါ်ပါဘူးဆိုတာကနေအမှန်ပြပေးလိမ့်မယ်ပြီးရင်ဖြည်းဖြည်းပြောပေါ့နော်ဖြည်းဖြည်းလေးနဲ့မိဖြည်းဖြည်းလေးပြောပေါ့ကျွန်တော်တို့ငပိအတန်နဲ့ဆိုတော့ဖြည်းဖြည်းလေးပြောမှရမှာစကားမပြီးလဲပေါ်တယ်ဒါပေမဲ့တစ်ခါတလေမပေါ်တဲ့စလုံးတွေရှိတယ်ပေါ့နော်အခက်အဲ့ဒါတော့ဟိုအားတိုက်ဆိုင်တဲ့စကားလုံးတွေပေါ့အခြေအနေချင်းသုံးရတာချင်းလဲတူတယ်ဆိုလို့ရှိရင်တော့တစ်ခါတလေမပေါ်တာတွေရှိတယ်ဒါပေမဲ့ software တစ်ခုဆိုလို့ရှိရင်ဗျာကိုယ်အဲ့လောက်ကြီးကူပေးနိုင်တာဗျာဆိုရင်အဲ့လောက်ဆိုရင်တန်ဖိုးထားမှာပေါ့ကျွန်တော်တို့ကနော်အဲ့ဆိုလို့ရှိရင်ဒီမှာအဲ့လိုလေးကျင့်ဒါဆိုရင်ဒါအချိန်နဲ့ပတ်သက်ပြီးတော့လည်းဘာမှမှတ်စရာမလိုဘူးဟိုတနေ့ကစာကြောင်း main point လေးလုတ်တဲ့လူရှိရထားတယ်ပြီးရင်လှုပ်ရှားတဲ့စကားလုံးထားတယ်ပြီးရင်ခံရတဲ့လူပြီးမှဒီမှာအချိန်ဆိုတဲ့တော်နီးဆိုတဲ့ကောင်ကိုရှေ့မှာထည့်တယ်ဆိုတာသိရင်အဲ့ဒါကိုလည်းပြန်ကျင့်ကြည့်တော်နီးဖုံချက်ပိုင်းချက်ကင်ဆိုလဲတော်နီးဖုံချက်ကင်ကွတ်တီကိုကျွန်တော်အခုကွတ်တီကိုစားမယ်တော်နီးဖုံချက်ကင် KFC ကျွန်တော်အခုKFC စားမယ်တော်နီးဖုံယာကင် KFC ကျွန်တော်အခုကွတ်တီ KFC စားချင်တယ်တော်နီးဖုံတောင်းပိုင်းကင် KFC ကျွန်တော်အခု KFC သွားစားမှရမယ်ဟော KFC သွားစားဖို့လိုအပ်နေပြီကျွန်တော်ဗိုက်တာစားနေပြီအဲ့လိုမျိုးပုံစံပြောကြည့်အဲ့လိုတွေပိုင်ပြီဆိုမှနောက်ထပ်တစ်ချိန်မှတင်မယ်တစ်ပိုင်းကိုလည်းလာခဲ့နော်အဲ့ဆိုရင်ကျွန်တော်ဒါကိုလည်းရက်လိုက်တော့မယ်နော်ဒီအပိုင်းကနည်းနည်းရှုပ်လာပြီဖြစ်တဲ့အတွက်ဆရာတို့ကအပိုင်းတစ်ပိုင်းဆိုအနည်းဆုံး2ရက်3ရက်လောက်လေ့ကျင့်ပြီးမှပြန်လာကြည့်မဟုတ်လို့ရှင်ကျွန်တော်ပြောတဲ့အတိုင်းပဲနော်တင်တန်းလဲပြီးစကားလည်းမတတ်အဲ့လိုဖြစ်မှာနော်ဆရာတို့ကပို့ဆိုးတယ်အချိန်လည်းမပေးနိုင်ဘူးဆိုတော့ကိုယ့်ဟန်ကိုလေ့ကျင့်တဲ့လူတွေဆိုလို့ရှိရင်ဒါ positive လို့မှတ်နေနော်အပြင်မှာပြောနေတာဒါတွေပဲပြောမှဒီလိုလေးပဲဒါပေမဲ့အဲ့ဒါကိုမပိုင်မဲနဲ့ရှေ့တက်လိုက်မှဟိုနောက်ပြန်တင်ပေးလို့မရဘူးအဲ့လိုလူတွေကတက်တယ်လို့မတက်လို့ဖြစ်သွားတာတကယ်မတက်ရင်ရှေ့ကိုမတက်နဲ့အဲ့ဒီအဆင့်မှာဘယ်လောက်ပဲကြာနေကြဆရာတို့ကလာဆရာတို့တယောက်တည်းကျင့်တာပဲဥစ္စာကိုယ့်ဟာကိုသိမှာပဲလေကိုသုံးတက်လားမသုံးတက်လားဆိုလို့တက်တဲ့ရောင်နဲ့ရှေ့သွားလို့ရှိရင်တော့ဘယ်တော့မှတက်မှာမဟုတ်ဘူးပါတာစကားတစ်ခုပါနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်နော်ပိတ်လိုက်မယ်နော်ဒီဗီဒီယိုလဲ